ကိုပြည့်ချေကိုကနူကိုရှေကြီးလားကိုကနူရေကိုဘေးရေကိုကနူရေမင်းသမီးလေးရဲ့အကလာမြင်ရပါပြီဗျာဟုတ်ကဲ့ပီရဝါစာချစ်ပွဲသောစကားကိုပေးတဲ့နဲ့မိတ်ဆက်ရမယ်ဗျာဟုတ်ကဲ့ဆက်ရမယ်အဲ့တော့မင်းသမီးခေါ်လိုက်ပါဦးမင်းသမီးလေးခေါ်လိုက်မယ်ဗျာဟုတ်ကဲ့အဲ့တော့ကျွန်တော်ပဲခေါ်လိုက်ပါမယ်ဟုတ်ကဲ့သူ့အတန်လေးကသာသာသူ့အစင်းကရွှေရုပ်လွာဟုတ်ကဲ့သူ့ရုပ်ကလေးကနတ်တမြပမာအတူပြောပါရအောင်လို့လူရွှင်တော်ကိုများခေါ်နေတယ်ဝါလို့ဖြတ်သက်သူတားရပါတယ်ဗျာဟုတ်ကဲ့အများကျိုးကိုကျိုးဆုံး၍ဆောင်ရွက်သက်သူဟုတ်ကဲ့နင်းစုလိုက်လေဆရာဦးသမျှနင်းစုလိုက်ငါနင်းစုလိုက်ငါဦးထိတ်တင်ငါရှိပါရပါသည်ရှင်အားရလိုက်တဲ့အတန်လေးဗျာအိမ်မှာလိုက်တဲ့ကလေးလေးလိုက်တဲ့ကလေးလေးဟုတ်တယ်ဒီလိုမျိုးဖြစ်လာတယ်ဆိုတော့လေမိကောင်းဖခင်ကမွေးထားတဲ့သားသမီးလေးမို့လို့ဟုတ်တာပေါ့သားရည်လေးရလဲလှအတန်လေးရလဲကောင်းဟုတ်ကဲ့လက်ကိုမြစ်တာဖို့ကတကယ်မြစ်တာဟိုချစ်စရာကောင်းတယ်ဗျာချစ်စရာကောင်းတယ်ချစ်စရာကောင်းတဲ့မင်းသမီးလေးကိုကြည့်ရင်နင်းစုလိုက်ကိုကြည့်ပါကြည့်ကြပါကိုဘေးကာလမှာစားစရာမရှိလို့တောက်ပြီးသားပလင်းနဲ့ရောင်းတဲ့နှကောင်ကြည့်ရင်ပိတ်တာဟိုဘက်မှာကရိုကြီးမင်းတို့ပြောနေဟောချက်ရမ်းရမ်းနေတာဟဲ့ထောင်းလေကရိုကြီးယခုလိုချိန်ခါမှာသမီးတို့ရဲ့အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ရန်ကုန်ရဲ့ကုမှုရာညင်းကို TV ဖန်သားပြင်ပေါ်မှာကြည့်ရှုအားပေးနေကြသောချစ်ပရိသတ်များအားလုံးသမီးနှင်းစုလိုင်ကဆုတောင်းမြတ်တာများပို့သလိုက်ရပါတယ်ကောင်းတယ်ဗျာတန်ဖိုးရှိပါဗျာဟုတ်ကဲ့ပါရှင်ဟိုဘက်ကကိုဝေးလားရှင်ဈေးဥပေါက်ပြီနှင်းစုလိုင်လေးဈေးဥပေါက်ပြီစင်တာကိုသွားရမယ်မတွေ့တာကြလို့ဝလို့လှလို့ပုလို့မှတ်မိတော့ခေါ်လဲဦးမယ်ဝက်လက်ပူအဲ့ကောင်ကောင်းပြောအမလေးကောင်းပြောသမှာတချင်းလေးနဲ့နှုတ်ဆက်ချင်တာဘယ်တချင်းလေးနဲ့ထူးချင်တာဘယ်လိုထူးချင်အသားတော်ကိစ္စနာခါရင်ကြညီပါပဲဗရန်ဒီသိငယ်စင်ခင်ယူပကသူသာနွယ်6ပြေကင်းအတန်လည်းကြိုက်တယ်အစင်းလာတဲ့သူဟာပန်းလေးရဲ့အကြောင်းဆက်နွယ်ပေါင်းဖတ်မယ်မနေဘူးခြံအောင်နဲ့ဝင်မယ်လားမင်းသမီးကိုပါခြံအောင်နဲ့ဝင်မင်းသမီးတွေ့တာနဲ့မင်းတို့ကဟိုခြံအောင်နဲ့ဝင်ဟိုလက်စွန်းဒီလက်စွန်းနဲ့လာမိမပြန်မယ်လားအရင်မိုးကမပြတ်သေးဘူးလားဟုတ်ပြီဒါရေကျမ်းပါပါစားရှင်ကျမ်းပါပါတယ်ခင်ဗျာဒီဘက်ကကိုပြစ်ချစ်အမလေးမင်းသမီးလည်းခေါ်ပြစ်ချစ်ကဖင်ကြီးကိုပြောဦးလို့မျက်နှာလေးကိုပြောင်းလို့အမလေးမင်းသမီးလေးနဲ့ကိုနဲ့မတွေ့တာကြာပြီဟိုကျောင်းနဲ့ဒီကလာမှာကျောင်းနဲ့လည်းပိတ်ထားတာဆိုတော့တယောက်နဲ့တယောက်မတွေ့ကြဘူးဒါပေမဲ့ဟိုသူနဲ့ကိုနဲ့ကဟိုကိုရီးယားဇလန်တွဲမှာသူကမင်းသမီးကိုကမင်းသားဟုတ်လားကိုနာမည်တော့ရှိသေးတယ်ဘယ်လိုလဲဂျန်ဂင်တိုတဲ့ဟဲ့မင်းသမီးလေးနာမည်ရှိတယ်ဘယ်လိုလဲဂင်ဂျန်တိုတဲ့မင်းသမီးလေးကိုကပြောတာဘာပြောတော့ဆရာငယ်ရောအဲ့ဒါဘာတော့ညငါချစ်တယ်ဗောအော်ညငါချစ်တယ်ကောင်မလေးကကိုပြန်ခေါ်တာဘယ်လိုခေါ်လဲအိုပါတဲ့အဲ့ဒါဘာတော့အကိုလို့ခေါ်တာအဲ့ဒါနဲ့ငါပြန်ပြောလိုက်တယ်ဘယ်လိုပြောလဲချောင်းမွန်းညင်ရရှိချောင်းအဲ့ဒါပြရပါတော့ချောင်းဦးရဲ့မွန်းညင်ရေးတာရှိရမလေးကောင်းလေးထွက်လာတာနဲ့မလေးအားတွေတွက်နေတာကြော်စရာကောင်းနေဗျာဟုတ်ကဲ့ပါရှင်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေနော်ပြည့်စုံပါတယ်ဗျာဒီဘက်ကကိုရှိလားရှင်ကိုလက်ရောက်ပြီဟုတ်ပါပြီအဲ့ဒါကိုစောင့်နေတာညီမလေးလက်ကလေးခဏပေးမပေးနိုင်ဘူးဘာမှမပြောရဘဲနဲ့မင်းလိုက်ရမ်းနိုင်လို့ရမလားစကားလေးပါလေးပြောပါအဲ့ဒီလိုမဖြစ်စေရဘူးရှေးတို့ကြိုတင်ပြင်စင်တာဗောဒါမျိုးကညီမလေးမကိုကြမ်းဒါပါလေလက်တန့်စေမလားလက်ကလေးကိုကြမ်းမအောင်နေပါအခုချိန်ကာလမှာကြမ်းမကြီးဒီဥစ္စာလက်စေဟုတ်ပြီဒီမှာ
ကိုလည်းလက်ဆေးလိုက်ပြီကိုရှေးကြီးလက်ဆေးလိုက်ပြီနော်လက်ဆေးပြီလက်ဆေးပြီဆိုတော့နင်းမပေးဘူးလက်ဆေးပြီဆိုတော့ကင်လို့ရပြီလားကျမ်းပါရင်လည်းညီလက်ကင်လားဒီမှာကျလက်ကိုခဏခဏဆေးပါလူဝေးရှောင်းရှားပါကစားစီကြောင်းလို့ရင်အုပ်ထားပါဖြစ်ရင်လည်းမသိဘူးလိုက်တယ်ကွာဘာသားတွေကလည်းကိုပြန်ရေးကျမ်းပါရင်ဂယူဆိုင်ညီမလေးလက်ဆေးလားခဏခဏဟုတ်တယ်လက်ဆေးကိုလည်းလက်ဆေးမယ်နေမပေးဘူးလို့ပြောနေလားလက်ကိုခဏခဏဆေးပါလူဝေးရှောင်းရှားပါလက်ဆေးချိုးရင်အုပ်ထားပါချောင်းဆိုးရင်ပေါ့ကွာညီမလေးဟုတ်တော့ဒီလက်ကိုခဏခဏဆေးနေတာအဲ့ဒါဟိုကျမ်းမာရေးကောင်းအောင်ကာကွယ်နေတာလားမဟုတ်လက်ကင်ကျင်လို့လက်ကင်ကျင်တဲ့ကောင်နဲ့လာတွေ့နေတယ်ဒုက္ခပဲကောင်းကောင်းမပြောပြောတယ်မှာဟုတ်ပါပြီဟုတ်ကဲ့ပါကိုကြီးပြုတ်ရှင်ပါစားရှင်ပြုတ်ရှင်ပါတယ်ခင်ဗျဟုတ်ကဲ့ဘကကိုကန်ထူလာရှင်မဟုတ်ဘူးဘာလို့လဲတင်ထားရသားနဲ့ဘာလို့လဲအညံ့ရလဲရက်အများကြီးတိုက်ထားတာ2ရက်တည်းတိုက်ထားတာအဲ့2ရက်အတွင်းမှာငါတင်ထားတယ်လေဘာလဲတင်ထားတော့မမှတ်ပြီးတော့ဘူးတေချာခေါ်သမ်းမှာတေချာခေါ်သမ်းမှာမတင်ထားဘူးလားကောင်းကောင်းခေါ်သမ်းမှာဘယ်လိုကွာမှာတော့ရှင်တင်ထားရသားနဲ့ဟာဖျားပုံကဒီကောင်ကဖျားပုံကနည်းနည်းရမဟုတ်ဘူးလိတ်တဲ့ကန်ထူးဟေးကောင်လိတ်တဲ့ကန်ထူးဆိုတာဗာလိတ်တဲ့ဆိုတာဗာလေနောက်ဆုံးပေါ်သူကဗရမ်းမဟုတ်ဘူးနောက်ဆုံးမှပေါ်လာလို့နောက်ဆုံးပေါ်လို့ပြောတာကောင်းကောင်းခေါ်သမ်းမှာခေါင်းဆောင်ကိုခေါ်တယ်ဆိုတာကောင်းအောင်ခေါ်ရတယ်တော့တင်ပေးမှသိမှာတေချာခေါ်သမ်းမှာကောင်းမတင်ဟုတ်တယ်ဒီလိုတောင်းတော့မျက်နှာလေးကိုမတမယာထားပြီးတော့ကိုကန်ထူးရေတရားနာမယ်ကြွပါတော့လားလို့သိပြီးတော့ဗျာကိုကန်ထူးရေတက်တာဟဲ့ကောင်ကိုရီးယားပူကြီးနေတာနော်ကောင်းကောင်းပြောသမ်းမှာဟုတ်ကဲ့ဟုတ်ကဲ့ကောင်းကောင်းပြောသမ်းညီမလေးဟုတ်ကဲ့ပါရှင်မတွေ့တာတော်တော်ကြာပြီတတိတွေရနေတာဟုတ်တယ်နေရောကောင်းရဲ့လားကောင်းတာပေါ့ကိုကြီးကတော့ဒီမှာနှာသီးချောင်းဆိုးဖြစ်နေဩနှာလေးနဲ့စီးနေတာဟုတ်တယ်နှာစီးနေတာခင်ဗျမတက်တာတွေသွားစားငါပါသားစားမိလဲချီးတယ်ဟဲ့ကောင်ချီးစီမပြီးလို့ပရိသတ်ကိုဖျော်ပြတဲ့နေရာမှာကိုယ့်ရဲ့ပါဇက်ကနေပြီးတော့ဒီမှာညာပိယဝါစာချစ်ပေါ်သောစကားလေးတွေပြောရတယ်ဘယ်လိုပြောရတာဒါမှပရိသတ်ချစ်တာပေါ့တေချာတင်ပေးရမယ်တေချာတင်ပေးလေယနေ့ကြွလာမိတ်တာဟာပြောပါယနေ့ကြွလာမိတ်တာဟာချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေ၎င်းတနည်း၎င်းတနည်းလက်ကြီးတနောဟုတ်ပါပြီလို့ဟာ၎င်းတနည်းဘယ်ကလာတော့တာပါကောင်းတင်စမ်းပါကာယောဂဟုတ်တေချာပြောပါကာယောဂဘေးမှာကဲယောဂဘေးမှာကင်းဝေးကြပါစေကင်းဝေးကြပါစေ၎င်းအပြင်၎င်းကိပြင်လကင်ပြောင်းကောင်းကောင်းပြောစမ်းပါကောင်းကောင်းပြောမဟုတ်ကောင်းကောင်းပြောလေးပေးစမ်းပါမတွေ့တာတော်တော်ကြာပြီဟုတ်ကဲ့ပါရှင်မလီဒီချိန်လေးကြည့်ရတာသဘောတွေကြတယ်သဘောတွေကြတယ်မလီတချင်းလေးနဲ့တောင်တင်စားခြင်းတယ်ဘယ်လိုလုပ်လဲကိုလာရင်တောင်လေးကထက်ဝဲမောင်ရီသွားခက်တယ်လို့မဆိုပါနဲ့ကွယ်အိုးသူ့လက်ကိုဆွဲကချီပုံကြီးကိုထုံးနေနေပါမယ်ယုံစရာကြီးကွာအဲ့ရတယ်မပြောပါနဲ့စားလိုက်ကောင်းကောင်းမပြောဘူးပြက်လုံးကမဆုံးသေးဘူးအိုးစားလိုက်ပြီသူတို့ကလားညီမလေးဟုတ်ကဲ့ပါကိုကန်တူကြီးပြောလို့ပါဗျာဟုတ်ကဲ့ရပါတာများတာပဲလားကိုရေဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါရှင်ယနေ့လိုချင်းခါမှာသမီးတို့ရဲ့တက်မြောက်ထားတဲ့အမှုပညာလက်ကလေးတွေနဲ့ဖြောပြတင်ဆက်ခွင့်ရတာတကယ်ကိုဝမ်းသာလို့မဆုံးဖြစ်ရပါတယ်ဝမ်းသာပါရောခင်ဗျဟုတ်ကဲ့ဒါပညာထင်ရဆိုညာစီးတချာနေဝါကားရှိနောက်ပြောက်တောက်လေလာတက်ခဲ့ပါလင်ပညာကုံရှင်စိတ်ကြီးဝင်ရေးဆရာမှုနဲ့တွဲကရှင်လင်းတီမီအယူဖြစ်လိမ့်မယ်လို့ကျမရဲ့ဆရာမများကတင်ကြားပြသခဲ့ပါတယ်ကိုတန်မိုးရှိတဲ့စကားတွေဗျာဟုတ်ကဲ့ပါရှင်ဒါကြောင့်မို့သမီးနှင်းစုလိုင်းကလည်းအနုပညာရများဖြစ်တဲ့သဘင်ဂီတပညာရများကိုထိမ့်သိမ့်မြင့်တင်သွားပါမယ်လို့တန်တိတ်ထံပြုရင်းနဲ့လေဟုတ်ကဲ့ကိုတို့ကျမတို့တွေဂီတလလတန်စင်လလလေးတွေနဲ့ချစ်စကားလလလေးတွေဖွင့်နေကြရင်မကောင်းလားကောင်းတာဗောကောင်းတာဗောဗျာတန်စင်လလလေးတွေဖွဲဆိုချင်လို့တဲ့မင်းသမီးကိုဂီတဆရာလေးမင်းသမီးမင်းသမီးရဲ့သဘင်ကဟုတ်တယ်ကိုဂီတဆိုတန်စင်လလလေးကိုဖွဲဆိုလိုက်ကိုဖွဲဆိုတန်စင်လှလှလေးတွေကိုဖွဲဆိုလိုက်လုံစားရှင်ပဲဗျာဆိုတော့နှုတ်ကလေးနဲ့ဒိုရမီဖာဆိုလာဒီဒိုလာဒီဒိုရေမီဖာမီဆိုလာတလုံးမှမတူကျောင်းတယောက်မှမတူကျောင်းမှာမင်းတယောက်ရှိနေတာတော်တော်ကြက်စီတုံးပါတယ်ကွာနှုတ်အမှန်ရွတ်လိုက်တာဒုက္ခပဲကွာချစ်လို့စားကောင်းကောင်းပြောချစ်လို့စားကောင်းကောင်းပြောတော့ဗျာဂီတဆိုတာအခြေခံစီးဝါလာတာဟုတ်တယ်စီးဝါနားလေလားစီးဝါနားမလဲစီးဝါနားလေလားအကာလေးနဲ့အခြေခံစီးဝါအကာလေးနဲ့သင်ပေးမယ်ကကျင်လားကကျင်တာပေါ့ခါလေးကိုထောက်လိုက်ခါလေးကိုထောက်လိုက်ဒူးလေးကိုခွင်တာဒူးလေးကိုခွင်စီဖနှောက်ပြောက်ဝါစီဖနှောက်ပြောက်ဝါချီကြောက်ကောက်စား
ကြီးကြောက်ကောက်စားစရာလား အခြေခံလေ ရအောင်မထွက်ဘူး ကောင်းကောင်းပြော ပြော ပါ တာလေအကိုတို့ထင်တယ်လို့မဟုတ်ဘူးရှင် ဟုတ်လို့တော့ ကြီးရလေတပည့်ပညာဌာနဆရာမတူဖြစ်ပေမဲ့လေဂီတတန်စင်သေးတော်လှလှလေးတွေကိုစင့်မြတ်နိုးတဲ့လူဖြစ်တာကြောင့်မို့လေကိုတို့ပြောလိုက်ချင်တာကနောင်ညီမြအောင်မောင်ကြီးတောက်ကိုပဲရွေးပြရစီလားရှင် ကြားရပါလို့ဗျာ ရှင်မချစ်ဆုံးစင်နာပြမမုံအဆောင်တဲ့တိုင်ပြုံးလေးပါရှင်မြတ်တာကြောင့်စေပေါင်းတနိုင်အောင်မီခုတော့မောင်ပြောခြင်းမိရအကိုဝင်ပြည့်တွင်နေတွေ့တော့သဘောလေးမူတွေးရှုစေခြင်းကျမကိုချစ်အငိမ့်ကိုချစ်ခင်တပင်လေကလေးနဲ့ဒီမဲ့ကလေးရွေးချယ်ခဲ့ပြီပြမမုံဟုတ်ပါအဆောင်တဲ့တိုင်ပြုံးလေးပါရှင်ပြုံးပါရှင်လေမြတ်ကြောင့်စေပေါင်းဖနိုင်အောင်မီတခုတော့မောင်ပြောစီအဲ့မဲ့တော့မြမိရအကိုဝင်ပြည့်တွင်နေတွေ့တော့လုံသဘောလေးမူတွေးရှုစင်ခြင်းကျမကိုချစ်ငိမ့်ကိုချစ်ခင်တပင်လေကလေးနဲ့ဒီမဲ့ကလေးတွေ့ချေခဲ့ပြီနောင်ကြီးပြမောင်ကြီးတာပြုတ်ချစ်သူပဲရှင်ပြည့်ပရားဆိုတာကဘာမြေတခွင်းမမခါရအောင်လို့တဲ့ကျွန်တော်မလာခင်ငါရဲ့တောင်းစုပန်းနေလို့လားဗျာဟောင်းကုတလားနှဖျားရည်သက်တွေလာဆုံးလို့ဓာတွေမပြတ်ပေါင်းတွေ့ကြငုံနဲ့လည်းပဲဆဲပြဆုံးလုံးမို့လို့ရဲ့ဥချလိုက်ပါရဲ့ကျွန်တော်သားသွားလာရတဲ့မင်းပြိတ္တအပေါင်းကျမ်းမာ၍ချမ်းသာတော်မူကြပါစေခမရခမရမင်းသားမသိအောင်တော့ခုံးနောက်လေးနဲ့အဲ့လိုဆိုပြနမို့သူဘယ်ဟာအယူကြီးထွက်လာမှမသိဘူးဖြစ်နေမှာဆိုလို့
မိတ်ကက်ကလည်းတကယ်ပညာရှင်နဲ့ခေါ်လိမ့်ထားတာလှတယ်မလားကျွန်တော်မျက်နှာရွှေပကြီးကြော်ကြော်လင်း